င်းမဲ့ကိစ္စလည်းကျွန်တော်ပြောပြီးသွားပြီပြီးတော့ကလေးတွေလည်းတောင်းဝင်ယူမယ်ပေါ့နော်ကျွန်တော်အလုပ်ရှာမယ်အလုပ်ရှာပြီးတော့အလုပ်လုပ်လို့ရတဲ့ငွေနဲ့သားလေးကိုထောက်ပံ့မယ်လို့ပြောပါတယ်ကျွန်တော်ကလေးကိုကျွန်တော်နဲ့ရတဲ့ကလေးကိုကျွန်တော်တောင်းဝင်ယူမယ်လို့ကျွန်တော်ပြောပါတယ်သူ့ပဲမယူတာသူ့ကျွန်တော်မပေါင်းဘူးပေါ့နော်သူ့ကျွန်တော်မချစ်ဘူးလို့ကျွန်တော်ပြောတယ်တရားဝင်လည်းမယူထားဘူးသူကတရားဝင်ယူကားလည်းမဟုတ်ဘူးတရားဝင်ယူကားလည်းမဟုတ်ဘူးပေါ့နော်လူသိရှင်ညာဖြိုးရပဲရှိနေဗျာသူ့ကိုမလုပ်ချင်တာလူသိရှင်ညာဖြိုးရပဲရှိနေဗျာဒီမှာတရားဝင်ယူကားမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်သူ့ကွာရှင်းမှုကိစ္စပြောတယ်သူကကွာရှင်းပေးနိုင်လို့တော့ပြောရပြီဒါမဲ့လည်းကျွန်တော်ကလေးကိုတော့ကလေးကိစ္စကိုကျွန်တော်တောင်းယူပဲကလေးကအခုမှ6လပဲရှိသေးရပေါ့ဗျာဒီမှာကလေးက6လပဲရှိသေးရဲ့အားကြောင့်ကလေးကအញ្ញငယ်သေးရဲ့ကလေးကိုတောင်းဝင်ယူမယ်လို့ပြောပြီးတော့ကျွန်တော်ခေါ်တာလို့လည်းအဆင်မပြေဘူးပေါ့နော်ကလေးကိုကျွန်တော်ခေါ်တာလို့အဆင်မပြေဘူးကလေးတစ်နှစ်ပြည့်ရင်တော့ကျွန်တော်ခေါ်ရမယ်လို့ပြောတယ်ကလေးကနှုံးမပြတ်သေးဘူးပေါ့နော်အားကြောင့်မို့သူ့တခြားပြောပြတာပါတယ်သူကမကွာရှင်းပေးရပါကျွန်တော်စမှုတစ်ခုလောက်ရဖို့အတွက်နဲ့အဲ့လိုသူ့မလောက်ရလို့တဲ့သူ့မလောက်ရလို့ငါ့ကိုကြိုက်တာတဲ့မဟုတ်ပါဘူးအဲ့လိုမျိုးလည်းမဟုတ်ပါဘူးပြောတာလူတယောက်ကိုချစ်ဖို့ကလည်းမလွယ်ပါဘူးပေါ့နော်ချစ်ဖို့ကမလွယ်ဘူးတကယ်ပါအဲ့ဒါလေးကျွန်တော်ပြောပြတာပါဟာချစ်ဖို့ကမလွယ်ကျွန်တော်အခုလက်ရှိကောင်းပါလေးကိုပေါ့နော်ကျွန်တော်တကယ်ချစ်လို့ယူထားပါစမှုတစ်ခုလောရဖို့အတွက်နဲ့ယူရလည်းမဟုတ်ပါဘူးတကယ်ချစ်လို့ယူထားပါအိမ်မက်သူကမလောက်ခိုင်းတော့မနေမသူမလောက်ခိုင်းလို့တင်မလားနောက်တစ်ယောက်ပြောင်းကြိုက်လာတာပါအဲ့လိုကျွန်တော်လာမပြောပါနဲ့ကျွန်တော်မကြိုက်ပါဘူးအဲ့လိုအဆက်ခွဲရမျိုးလည်းမလုပ်ပါနဲ့ကျွန်တော်မကြိုက်ပါဘူးဒါကျွန်တော်ချစ်လို့ယူရတယ်ကျွန်တော်ရဲ့မိန်းမလေးပါပိုး